Hello guys ကိုလိုတို့ကျွန်တော်ကတော့ဟင်းလေးပါဒီဇွန်လ19ရက်နေ့မှာအသေးဆက်ရောက်ရှိလာတဲ့ Alpha ရဲ့ Epic Skin ကိုဖောက်ပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်မှာခုလက်ရှိ Diamond က1120ရှိတယ် Alpha ရဲ့ Epic Skin ကို Diamond ဘယ်လောက်နဲ့ပေါက်သွားမလဲဆိုတာကိုသိချင်ရင်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ဖောက်ကြည့်လိုက်ကြရအောင် Okay ပထမအကျဉ်းသူ free ပေးတယ်မိုးကုန်းကတဘောကောင်းနေဆိုရင်တော့ဒီပထမအကျဉ်းနဲ့ဒီ Alpha ရဲ့ Epic Skin ကိုပေါက်သွားနိုင်တယ် Okay let's go ဘာပေါက်မလဲဟာတစ်ကပ်ပဲပါတယ်။အော် Starlight member ဝင်လာတယ်ဆိုရင်သူကနောက်ထပ် free တစ်ချိန်ထပ်ပေးတယ်။ Okay စင်ပြေတယ်ထပ်ပေါက်မယ်။ဒီ free နဲ့ပဲပေါက်သွားမလား။ဟာမပေါက်သေးဘူးကွာ။ Okay နောက်ထပ် Diamond 30နဲ့ထပ်ပြီးတော့ဆွဲမယ်။ Okay let's go ဘယ်လောက်နဲ့ပေါက်သွားမယ်လို့ထင်ကြလဲဗျာ။ Oh triangle ကတော့ပေးတယ်။ Okay နောက်တစ်ချိန် Diamond 30ထပ်ဆွဲမယ်။ဖက်ကမရတယ်โอเคနောက်ထပ် Diamond 60ထပ်ဆွဲမယ်โอเคနောက်ထပ် Diamond 100ထပ်ဆွဲမယ်ဟာမပေါက်သေးပါပေးတင်နေပြီကွာအခုနောက်ထပ် Diamond 100โอเคပေါက်သေးဘူးနောက်ထပ် Diamond 100ပေါက်လိုက်တော့ကွာအိုးပေါက်သွားပြီအိုးစောင်းရလှရနော်ဒီ19ရက်နေ့မှာပဲအသေးဆက်ရောက်ရှိလာတဲ့ဒီ Alpha ရဲ့ Epic Skin နော်ကြည့်လိုက် ski ဒီ animation ကတော်တော်လေးတော့လန်းတယ်ဟိုမိုက်တယ် Oh my god ဟာသူကဒါ Egypt တိုင်ဖန်လာတယ်ကွာအနောက်မှာ Egypt တာဝါလေးတွေနဲ့တွေ့ရတယ်ကွာရွှေအောင်လေးနဲ့လောက်တာလဲဆိုတော့တော်တော်လေးတော့မိုက်တယ် Okay scale effect ကဘယ်လိုမျိုးလာမလဲဆိုတာကိုကျွန်တော်တို့တူတူတွားပြီးတော့စမ်းကြည့်ကြမယ်ကျွန်တော်ရင်ဆောင် scale effect တော့ပြီးမစမ်းခင်မှာ Alpha ရဲ့ Epic Skin ကို Diamond ဘယ်လောက်နဲ့ကုန်သွားလဲဆိုတော့ Diamond အလုံးပေါင်း400လောက်ကုန်သွားတယ်ပေါ့နော် Diamond 400နဲ့ဒီ Alpha ရဲ့ Epic Skin ကတန်လားမတန်ဘူးလားဆိုတာကို comment မှာချက်လောက်ပြောထားခဲ့အောင်နော် Okay Alpha ရဲ့ scale effect လေးကိုကျွန်တော်ချက်ကြည့်မယ်အရင်ဆုံးကျွန်တော် basic တက်နဲ့စမယ် basic တက်ကတော့ scale effect ကတော့အဝါရောင်ဘက်ကိုပို့ပြီးဦးစားပေးတာတယ်ပေါ့နော် skin ကစားအဝါရောင်ဆိုတော့လေဆိုပါဦးscale ကတော့အခုကျွန်တော် scale 1ကိုစမ်းသုံးကြည့်မယ်အရင်ဆုံးကျွန်တော် B ကနေပြီးတော့ဒီတိုင်း plain သုံးကြည့်မယ် effect တွေကိုမြင်အောင်ဟိုအရှိမဘာကြီးမြင်လိုက်တော့မသိဘူးကျွန်တော်ချက်ပြန်ပြမယ်အော်လင်းပြန်ရဲ့ laser ပြစ်တာကြီးကတော့မိုက်ပါတယ်ဒါလို့ဆိုတော့လက်ခံပြီးလို့ရတယ် scale 1ကတော့တော်တော်လေးတော့မိုက်နေတယ်မှာပါတယ် Okay enemy ပုံတောင်းကြည့်မယ်ဘယ်လိုမျိုး effect တွေထိအောင်လဲဆိုတာeffect တော့အများကြီးပါဘူး Okay နောက်တစ်ချက်တက်ပြစ်မယ်လင်းပြန်ပြစ်တဲ့ effect လေးကိုချက်ကြည့်မယ်တစ်ချက်လေးပဲပေါ်သွားတယ်ဆိုပါဘူးပွဲမှာတော့တိတ်ထင်ထင်ရှားပေါ်မယ်နဲ့သူ့ရဲ့ scale ကတော့ပွဲထဲမှာတော့ effect တော်တော်လေးထင်ထင်ရှားပေါ်တယ်မိုက်ပါတယ်သူကလည်းသူက Okay ကျွန်တော်တို့ scale 2တုံးကြည့်မယ် scale 2ကဘယ်လိုမျိုးလာမလဲဆိုတာကိုချက်တော့ကြည့်မယ်ဟုတ်နေနေတို့မြင်လိုက်လားမှာ scale 2မှာသူကဒီအခရာလေးထည့်ပေးထားတယ်ပေါ့နော်ဒါဘာစာလေးတော့ကျွန်တော်လည်းမသိဘူးAG ကဘာသာစကားထင်တယ်ပေါ့နော် Okay ကျွန်တော် enemy ပေါ်မှာတုံးကြည့်မယ်scale 2ကတော့တိတ်အားမရအောင် effect တွေအရင်ကြီးမပါဘူးဖြစ်နေတယ်1ကတော့လက်ခံပေးလို့ရတယ်1ကတော့တော်တော်မိုက်တယ်2ကတော့တိတ်ပြီးတော့ effect တွေတိတ်တော့မများဘူး Okay နောက်ဆုံးကျွန်တော်တို့ edimate ကတော့အတက်ပဲเนาะ edimate ကတော့ Oh my god edimate ကတော့တော်တော့မိုက်တယ်ဒါပေမဲ့ကျွန်တော်အားရတဲ့ထဲမှာတော့တိတ်မပါဘူးဘယ်လိုလို့ကျွန်တော်ချက်ပြန်ပြမယ်เนาะသူ့ရဲ့ edimate ကိုကျွန်တော်တိတ်တော့အားမရဘူးက effect အရင်နည်းတယ်လို့တော့ခံစားရတယ်ပေါ့နော်အမှအောက်မှာမြေကြီးအကွဲချောင်းနဲ့ပေါ်လာတယ်ပြီးတော့ logo လေးနည်းနည်းပေါ်လာတယ် effect တော့တိတ်အများကြီးတော့မပါဘူးအဲဒီပေါ်သုံးကြည့်မယ်တိတ်တော့မိုက်ပါတယ်သူကလည်းသူကတော့ဒါပေမဲ့ကျွန်တော်ကတော့တိတ်အားမရဘူးဒါပေမဲ့ design ပိုင်းကတော့ကြည့်မယ်ဆိုရင်တော့တော်လေးတော့မိုက်တယ်เนาะ Alpha ရဲ့ဒီ design ပိုင်းကတော့မိုက်တယ်ဝင်တော့နောက်တစ်ခါပြန်ဆန်းကြည့်မယ်ဆိုးပါဘူးเนาะနောက်ဆုံးဆိုးကျွန်တော်တို့ record file လေးချက်ဆန်းကြည့်မယ်ပေါ့နော်ဒီကောကတော့ normal ပဲပေါ့နော် normal ပါပဲအရင်တိုင်းပါပဲ Okay ဒါဆိုဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ကြဖို့မေ့နေเนาะကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye